ရှမ်းရယ်မင်းဘာတွေလှုပ်လိုက်တာလဲလူတက်မှုလားငါရဲ့စွမ်းအားနယ်ပယ်နဲ့ဆိုရင်ရှီအဖွဲ့ရဲ့ဘုံကိုမနှဲတာထားနိုင်ုံပဲကဲပါဦးမင်းကိုငါမှတ်မိပြီးမင်းကအပြစ်မဲ့တဲ့ကလေးတွေကိုရက်ဆက်ဆက်တက်ခဲ့တဲ့ဝန်ကျွင်းဝေပဲမင်းကတည်တံကြရမှာကိုမိသားစုရဲ့အတိုင်းဝိုင်းနောက်ခံကိုတုံးပြီးစိတ်ယောဂရှိအောင်ဆောင်ကအမှုကနေလွတ်မြောက်ခဲ့တာပေါ့အခုမင်းရဲ့အသားတွေကိုကြိုက်ခဲစားတောက်နေတဲ့နာကျင်စရာဝိညာဉ်တွေကဘသူတွေလဲသိလားမင်းရဲ့ရက်ဆက်တက်ပစ်ခဲ့တဲ့အပြစ်မဲ့ကလေး9ယောက်ပဲအခုအဲ့ဒီကလေး9ယောက်ကမင်းကိုအဝီစီငရဲစီပို့ဆောင်ပေးလိမ့်မယ်လူလောကကမပေးနိုင်ခဲ့တဲ့တရားမျှတမှုကိုအခုငါကိုယ်တိုင်ဖြည့်ဆည်းပေးလိုက်ပြီးဒီနေ့ကစပြီးမင်းတို့တွေဟာငါရဲ့စေခိုင်းမှုကိုထာဝရနာခံရမယ်ကဲနောက်ထပ်ငါတပည့်တွေအားတက်တရောအလုတ်လုံနိုင်အောင်တခုခုလုပ်ပေးရအောင်မယ်မရနာမင်းတမန်ဝန်ကျွင်းဝေရဲ့ဝိညာဉ်ကိုဆွဲခေါ်ခဲ့စမ်းသူ့ဝိညာဉ်ကိုဟိုကလေး9ယောက်စီအလိုက်သူတို့ကြိုက်တယ်လို့နှိပ်စက်ပုံကွယ်ပါစေမင်းပေးဆက်ရမယ့်အကျွေးတွေကအနှစ်9000လောက်ကြာလိမ့်မယ်မင်းရဲ့ဝိညာဉ်ဟာအဲ့ဒီတနာစရာကလေး9ယောက်ရဲ့နှိပ်စက်မှုကိုနှစ်ပေါင်း9000တိတိခံစားရမှာစစ်သူကြီးနောက်ဆုံးတော့ရှာတွေ့ပြီးငါတကယ်မှသွားမှန်းသိပါပြီငါ့ကိုခွင့်လွှတ်ပါနော်ကောင်းပြီလေမင်းကိုခွင့်လွှတ်တယ်တကယ်လားဒါဆိုတို့တွေချစ်သူတွေအဖြစ်ပြန်ဆောင်ကြပြီပေါ့နော်ငါပြောပြီးပြီလေမင်းနဲ့ငါနဲ့ဘာပတ်သက်မှုမှမရှိတော့ဘူးငါမင်းကိုခွင့်လွှတ်တယ်ဆိုတာမင်းကိုငါစိတ်ထဲမှာလုံးဝမရှိတော့လို့ပဲစစ်သူကြီးရှင်ဘယ်လိုလုပ်ဒီလိုစကားမျိုးပြောရတာလဲတို့တွေအတူရှိခဲ့တာနှစ်တောင်လေးငါရဲ့အဖိုးတန်ဆုံးနှစ်တာအချိန်တွေကိုရှင်းလက်ထဲပုံအောင်ပေးခဲ့တာရှင်းကိုအထွတ်မခံနိုင်ဘူးဝိညာဉ်လားမင်းရဲ့ဝိညာဉ်စွမ်းအားကအားကောင်းလာတာပဲစစ်သူကြီးငါအဲ့ရန်ကတော့မင်းကိုသဘောကျမိတာမှန်သွားပြီစစ်သူကြီးငါမင်းကိုကြည့်မမပါဘူးမင်းကပါရမီရှင်တွေတဲကပါရမီရှင်ပဲမင်းကထိတ်တန်းတက္ကသိုလ်ကိုဓာတ်ရိုက်တက်ခွင့်ရသွားပြီဘယ်လိုလဲအံ့ဩသွားလားဝမ်းသာသွားလားဒါနဲ့လူဖွဲ့စည်းရဲ့အမှောင်ထုထဲမှာငါတို့လူသားပါရမီရှင်တွေကိုလိုက်လံလုပ်ကြံနေတဲ့တပါးမျိုးနွယ်စုတွေရှိတယ်သူတို့ကမင်းလိုထူးချွန်တဲ့သူကိုအလုပ်ပေးမှာမဟုတ်ဘူးတတိထားဦးကောင်းပါပြီငါတတိထားပါမယ်လောလောဆယ်တရေဖြူကိုလည်းဖမ်းမိပြီဆိုတော့အရေးကြီးတာမရှိသေးဘူးစွမ်းအားတက်အောင်ကြင်ကြံခြင်းခန်းမှာ martial arts hall တခုလောက်သွားရှာရမယ်မောင်လေးတိုက်ခိုက်ရေးခန်းမှာသွားမလားစွမ်းအားဆုပ်ယူတဲ့လမ်းကြောင်းခန်းမှာသွားမလားလမ်းကြောင်းခန်းမလားအဆင်ပြေတာပေါ့မောင်လေးရဲ့အမေက90%တဝက်ရှုပ်ပေးမယ်လေဒါမျိုးလဲရှိသေးတာလားမောင်လေးကလည်းကစားနေတာပဲကြောက်မနေပါနဲ့မောင်လေးကအထက်တန်းကျောင်းသားမဟုတ်လားတို့ကျောင်းအုပ်ကအထက်တန်းကျောင်းသားဆို90ရှုပ်ပေးရမယ်လို့ပြောထားတာငါကအထက်တန်းကျောင်းသားမဟုတ်ရင်တော့ဒီရှော့ဈေးကိုတော့ရအောင်ယူရမှာပဲမောင်လေးကနောက်တက်လိုက်တာဒါမောင်လေးရဲ့အဝင်ကပ်ပြားပဲလမ်းကြောင်းခန်းမကဒုတိယထပ်မှာရှိတယ်နေပါဦးခုနကငါပေးလိုက်တဲ့ကပ်ပြားကနံပါတ်3တက်ပါလားဒုက္ခပါပဲအဲ့ဒီအခန်းကအဲ့ဒီလူကြီးမင်းရဲ့တီးတန့်အခန်းလေလူရှိနေတာလားမင်းကလင်းကျန်းအထက်တန်းကျောင်းကပိုင်လို့ရွှေမဟုတ်လားဟုတ်တယ်ငါပဲမင်းကဘာလို့ဒီမှာရှိနေတာလဲဒါငါဘုတ်ကင်လောက်ထားတဲ့အခန်းလေးကြင့်ကြံနေတာမင်းမပြောနေလဲငါနားမလဲဘူးမင်းထိုင်ကျင်ထိုင်ဒါပေမဲ့ငါ့ကိုတော့လာမနှောက်ရှက်နဲ့ဒီလူစွမ်းအားဆုပ်ယူတာတော်တော်ကြောက်စရာကောင်းတာပဲကောင်းပြီလေငါနဲ့ပြိုင်ပြီးစွမ်းအားလို့မလို့ပေါ့ဒါဆိုဘသူကပိုဆုပ်ယူနိုင်မလဲကြည့်ကြတာပေါ့ဟင်းဘာလို့စွမ်းအားတွေရုတ်တရက်မရှိတော့တာလဲတကယ်တရေချောက်တာပဲငါကရွှေတစိမ့်ပဲအခန်းကိုယူထားတာလေရွှေတစိမ့်ကဘာဆန်းလို့လဲဟိုအပေါ်ထက်က black gold ရွှေနဲ့အခန်းကိုကြည့်ဦးကြင်ကြံချင်းခန်းမတစ်ခုလုံးရဲ့စွမ်းအားတွေကအဲ့ဒီအခန်းစီကိုပဲစီးဝင်နေတာအဲ့ဒီ black gold အခန်းဆိုတော့ဒါဆိုအဲ့ဒီလူကြီးမင်းရောက်နေတာလားဒီလောက်ကြောက်စရာကောင်းတဲ့ဆုပ်ယူမှုမျိုးဆိုရင်အဲ့ဒီလူကြီးမင်း black gold အခန်းထဲမှာရှိနေတာသိချပြီဒါနဲ့ငါခုနကအကောင်လေးချောချောလေးကိုအဲ့ဒီထဲထည့်ပေးလိုက်မိတယ်သူကလည်းစစ်အစင်ပဲလားအမေပြောတာမှန်တယ်ငါတယောက်တည်းမဟုတ်ပါလားမင်းပဲအရင်ဆုပ်ယူလိုက်ပါတော့ဒါဘာအခြေအနေကြီးလဲဟာဒီလောက်မြန်ကြီးထွက်လာတာလားစွမ်းအားတွေကဘာလို့ကြံနေသေးတာလဲလူကြီးမင်း black gold အခန်းထဲကလူကမင်းမဟုတ်ဘူးပဲမမဟဲခုနကအမှားပေးလိုက်တဲ့ black gold ကတ်ကိုသူ့ကိုပဲပေးလိုက်ပါတော့သူကငါနဲ့အတူတူ black gold အခန်းကိုမျှသုံးလို့ရတယ်အဲ့ဒီမောင်လေးကတကယ်ပဲဘလို့မိစ္ဆာကောင်မျိုးလဲ level တက်အဆင့်တက်အပိုင်း3ကိုရောက်သွားပြီပဲဟင်းလူတွေပဲရောက်ကုန်တာလဲငါ့ကိုစွမ်းအားမလူနိုင်လို့အခန်းပြောင်းသွားကြတာထင်တယ်ဒါမှမဟုတ်ငါကတိတ်ချုံလုံးလို့လားဘာလို့အားလုံးကငါ့ကိုဝိုင်းကြည့်နေကြတာလဲမမကက်ပြန်အပ်ချင်လို့မောင်လေးမဟုတ်ဘူးမောင်ချောလေးဒီ black gold ကတ်ကိုမောင်လေးကိုလက်ဆောင်ပေးမယ်နောက်ဆိုကြိုက်တဲ့အချိန်လားအခမဲ့သူညချက်ပဲအထက်တန်းကျောင်းသားဆို90ရှုပ်ပေးမယ်ဆိုပြီးအခုကြဘာလို့အလက်ကားဖြစ်သွားတာလဲမမကငါ့ကိုတကယ်သဘောကျသွားတာတော့မဟုတ်ပါဘူးနော်ကြိုပြောထားရမယ်ငါကအသားမရောက်ဘူးနော်